အာဆင်နယ်နဲ့ပွဲမှာပါမာပြန်ပါတော့မှာဆိုတော့သိကြတယ်အာဆင်နယ်အသင်းရှုံးပြီအားလုံးပဲမင်္ဂလာပါစူပါဖို့ပေါ်အိတ်ထဲမှာတင်ဆက်ပေးနေပါတယ်ချယ်ဆီနဲ့အာဆင်နယ်ဆိုတာနှိုင်းယှဉ်စရာကိုမလိုတဲ့အသင်းနှစ်သင်းမှာလုံးဝနတ်သက်စီနဲ့အီးလို့ပြောလို့ရပါတယ်ချယ်ဆီကကဘာပေါ်မှာရှိသမျှဖလားအားလုံးကိုသိမ့်ပိုက်ထားခဲ့တဲ့အသင်းဖြစ်တယ်လို့တစ်ဖက်ကအာဆင်နယ်ဆိုတာကလည်းဥရောပဖလားဆိုတာမူးလို့ရှူးစရာတော့မရှိတဲ့အသင်းတစ်သင်းပါဒါကြောင့်ချယ်ဆီနဲ့ရှင်အာဆင်နယ်ရဲ့အောင်မြင်မှုကချီးအဆင့်သာမှာပဲရှိပါတယ်ဒီလိုပြောရင်အာဆင်နယ်အသင်းပရိသတ်တွေကကြိုက်မှာမဟုတ်ကြပါဘူးဒါပေမဲ့ကျွန်တော်ပြောနေတဲ့စကားတွေထဲမှာမှားနေတဲ့စကားလုံးတစ်လုံးပါလို့လားအားလုံးပြောတာအမှန်နေကြီးပါပဲချယ်ဆီကဥရောပဖလားအကုန်ရှိသည့်အပြင်ကလပ်ကမ္ဘာဖလားပုံစံအသစ်ရောပုံစံအဟောင်းကိုပါအသင်းပြတိုက်တဲ့မှာပြသထားတဲ့အချိန်မှာအာဆင်နယ်ကတော့ပြစရာချန်ပီယံလိဆိုလည်းမရှိလို့ထမိန်နဲ့ပုံးနေရပြီးပြစရာမှမရှိတာရှက်တော့ပုံးနေရမှာပေါ့ဗျာချန်ပီယံလိမရှိလို့ယူရိုပါလိရှိလားဆိုတော့လေတဖီးလေးနဲ့ဟီဟီမရှိဘူးပေါ့ဗျာဟုတ်ပါပြီဒါဆိုလဲကွန်ဖရင့်လိတော့ရှိမှာဘောလို့မေးပြန်တော့လဲဒါလဲကျွန်တော်တို့အာဆင်နယ်မှာမရှိဘူးဗျဖြစ်လာပြန်ပါရောဗျဒါဆိုဥရောပစူပါဖလားတော့ရှိမှာပေါ့နော်နောက်ကြီးကတဲနောက်တူကျွန်တော်တို့အသင်းသမိုင်းလျှောက်အဲ့ဒီဖလားကိုမကန်ဘူးဗျကလပ်ကမ္ဘာဖလားမေးရင်တော့ပိုဆိုးမှာမို့မမေးတော့ပါဘူးအခုလဲပုံစံကောင်းနေပြသနေတဲ့ချယ်ဆီအသင်းကိုကြားအတောင်မှန်တက်ပြီးသလိုဖြစ်တော့မှာပါအကြောင်းကတော့အာဆင်နယ်ရဲ့ပွဲမှာကိုပါမာပြန်လဲပါဝင်နိုင်တော့မယ်လို့သိရှိရလို့ပါချယ်ဆီအသင်းရဲ့အဓိကတိုက်စစ်ကျဲပွင့်ကိုပါမာကတော့တနင်္ဂနွေနေ့ညမှာကစားမဲ့လန်ဒန်ပြိုင်မဲ့အာဆင်နယ်နဲ့အသင်းပွဲစဉ်မှာပြန်လဲပါဝင်နိုင်တော့မယ်လို့နီးပြမာဒက်စကာကအတည်ပြုပြောဆိုသွားခဲ့ပါတယ်အသက်23နှစ်အရွယ်အင်္ဂလန်ကစားသမားဟာပြီးခဲ့တဲ့အပတ်မှာအိမ်မှာနေရင်တကားနဲ့ထိခိုက်မိတာကြောင့်ခြေချောင်းကျိုးတန်ရာရရှိခဲ့တာပဲဖြစ်ပါတယ်ဘန်လီနဲ့ပွဲဘာစီလိုနာနဲ့ပွဲကိုအနိုင်ရရှိတဲ့ပွဲစဉ်တွေကိုလွဲချော်ခဲ့ရပါတယ်ချယ်ဆီနီပြအန်ဆိုမာဒက်စကာကသူဟာပွဲကစားဖို့အသင်းဖြစ်နေပါပြီသူပြန်လာနိုင်မယ်ဖြစ်လို့အသင်းဖော်တွေလည်းပျော်ရွှင်နေကြသလိုသူကိုယ်တိုင်လည်းပျော်ရွှင်နေပါတယ်သူကကျွန်တော်တို့ရဲ့အကောင်းဆုံးကစားသမားပါတယ်လို့ပြောဆိုသွားခဲ့ပါတယ်